ဖားကတ်မြို့တွင်ပြင်းထန်လာပွဲရှိတဲ့တိုက်ပွဲကိုခွင့်ကောင်းယူပြီးလှုပ်ရှားလာနိုင်တဲ့တခိုးရံကိုတတိပြုကြဖို့လူမှုကူညီအသင်းတွေနဲ့ဒေသခံတွေတချို့ကစော်နေကြပါတယ်။မင်းညကပဲဖားကတ်မြို့ကိုဝင်ရောက်လာတဲ့အင်အား100ကျော်စစ်ကြောင်းဟာလုံငင်းကျေးရွာရန်ချက်ဆက်ယုံမှာအထိုင်ချပြီးဒီကနေ့မနက်ပိုင်းမှာစစ်ရေးလှုပ်ရှားလာတဲ့အတွက်နှစ်ဖက်တပ်တွေကြားဒီမနက်9နာရီဝန်းကျင်လောက်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာပါ။ဒီစစ်ရေးအခြေအနေတွေကြောင့်လုံငင်းကျေးရွာအုပ်စုတွေကကျေးရွာအလုံးဟာမင်းညကလေးကဘေးလွတ်ရာတွေကိုတိမ်းရှောင်ခဲ့ကြပြီးဒီအခြေအနေတွေကိုခွင့်ကောင်းယူပြီးတော့တခိုးတွေကလည်းတောင်းကျမ်းလာနိုင်တာကြောင့်တန်မိုးကြီးပစ္စည်းတွေကိုကြိုတင်ရွှေ့ထားကြဖို့လူမှုကူညီအသင်းတွေကပြောပါတယ်။တစ်ဖက်မှာဖားကတ်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေစက်တိုက်ရန်တမ်းပစ်ခတ်မှုတွေလုပ်နေတာကြောင့်လူနေအိမ်နဲ့ရဲသားထိခိုက်ဒေဆုံးတာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။